တွေပလဲအနည်းဆိုတာမမစစ်အတူတွေလားပေါ့နော်ပလဲကိုကအယောင်တွေပါတွေဆိုးထားလားဆိုပြီးမှထိနေတဲ့ကုချစ်တွေပေါ့နော်ပလဲအနည်းဆိုတာကြတော့လုံးဝကိုမှရေညာပါဘဝပလဲသူ့ဟာနဲ့သူငကူမဲနေတာကိုပြုတ်ပြေလို့မရဘူးเนาะသူကနဲ့သူငကူမဲပေါ့เนาะကဲငကူအသားရည်မဲတယ်လို့ပေါ့เนาะအခုခေတ်ကတော့အသားရည်မဲတဲ့သူတွေလည်းကောလဂျီတွေပါလေအသားဖြူစိမ့်တွေပါလေထိုးလို့ရမှာသူကတော့မရဘူးသူတောက်ဘူးကအတိုင်းကိုအမဲဆိုရင်တော့အမဲပဲသူရဲ့ကမကတော့နှခမ်းသားလေးမှာအမဲရောင်လေးပေါ်နေလို့ရှိရင်တော့သူကကြတော့ပလဲအမဲထွက်တယ်ပေါ့เนาะကဲဒါပေမဲ့ဒီလိုမျိုးပလဲအမဲတွေကကြတော့မစိတ်သူရဲ့ဘယ်ရီကျော်မှမထွက်ဘူးသူကကြတော့ဂျပန်သေးတီကျော်ကနေထွက်တယ်ပေါ့เนาะသူကတော့နိုင်ကချားနေပြီမှာပေါ့နော်ဒါလေးဆိုနိုင်ကချားနေလေးရီစီးပြီးလာတာပေါ့ကွယ်ကဲပလဲအမဲကကြတော့မစိတ်လို့စီမှာကြတော့လုံးဝကိုမှတဘူကတရားပါစေအရောက်ကွာတာအကြီးပြောင်းတာလုံးဝမရှိတဲ့တဘူကရေငံတဘူကပလဲအနည်းတစ်မျိုးတဲ့စစ်ပါရောက်ချပေးတယ်ပေါ့နော်ကဲဒီလိုမျိုးပလဲအနည်းလေးတွေကိုဘယ်လိုမျိုးဒီဇိုင်းတွေလုံရလာတယ်ဆိုတဲ့ကိုချစ်တွေပေါ့နော်ကဲဒီမှာကြည့်လိုက်လုံးဝကိုမှပလဲနဲ့ကိုဘူးဆန်လေးမဝတ်ချင်တဲ့ကိုချစ်တွေပဲဟောတယ်လိုမျိုးဒီဇိုင်းစုံလေးတွေပေါ့နော်ဒါဆိုသုံးလုံးကျိုးပေါ့နော်ဒါဆိုမညီမညာလေးတွေပေါ့ကွယ်ပလဲဘွားလေးတွေပေါ့ကဲဒါဆိုရင်တော့ညီညာလုံးလုံးဝိုင်းလေးတွေကဲသုံးလုံးကျိုးလေးတွေကတော့မစိတ်လို့စီမှာလုံးဝရောင်းမလောက်နော်သုံးလုံးကျိုးထိတာနဲ့ကိုအမလေးအဖြူယူမလားအမဲယူမလားအဝါယူမလားအကုတ်လုံးကုန်တာပေါ့နော်ကဲဒါတော့ပြောပြစမ်းမလို့တဲ့ပလဲအနစ်အိုးလီမီကျိုးလေးပေါ့နော်ဒါဆိုရင်လည်းကျိုးထူလေးနဲ့နော်ဒါဆိုတန်ဝေးကျိုးလေးနော်ဒါဆိုအရန်ကိုမစိတ်လို့စီမှာရောက်ကောက်တဲ့တန်ဂျိုးနဲ့လှုပ်ထားတဲ့ပလဲအနစ်အိုးလီမီပေါ့နော်ကဲဒီလိုမျိုးပလဲအနစ်လေးတွေကကြတော့ဒီလိုမျိုးကြည့်တိုင်းမစိတ်ဒီလိုမျိုးဝတ်မယ်ဆိုရင်လည်းအရန်လာတာနော်ဒီလိုမျိုးတလုံးတဲတွေကကြတော့နေ့တိုင်း daily ဝဲလဲရတယ်အမြင့်လည်းမရဘူးကဲမစိတ်ဝတ်ထားတဲ့ဟောတော့လိုမျိုးတစိုးကကြောက်လို့လေပွဲလာတပေသွားမှအဆင်ပြေမယ်ပေါ့နော်ဒါကကြတော့ပွဲလာတပေမလို့ဘူး daily ဝဲနေ့တိုင်းဝတ်လို့ရပါတော့နော်ကဲပလဲပွားလေးနဲ့လှုပ်ထားတာလည်းရှိတယ်ကဲပလဲနဲ့ဆွဲလေးတွေလည်းပြပေးမယ်အရန်ချစ်စရာကောင်းတယ်ဒီမှာကြည့်ဒါလေးဆိုရင်လည်းဒါမီးစိမ့်အယောင်လေးကိုမှလုံးဝကိုမစိတ်တို့ကအဖြူရောင်လေးနဲ့တွဲပြီးမှလှုပ်ထားပြရပေါ့နော်ပလဲအနည်းတွေကကြတော့ဆွေးရောက်လဲရတယ်ပလဲအဖြူဒီလိုမျိုးပလဲတီအနာအယောင်နဲ့လည်းလိုက်တယ်ပေါ့နော်ကဲဒါဆိုရင်လက်ပြလေးကိုမှပလဲအပွားလေးလှုပ်ထားပြပွားများဖြစ်အောင်ပလဲပွားလေးစောက်ရမယ်ဆိုတဲ့အတိုင်းပဲဟိုလိုမျိုးလည်းလှုပ်ထားပေးတယ်ကဲဒါလေးဆိုဘယ်လောက်လဲဒီမှာကြည့်နော်ဒါတော့ပုံတူလေးစီမဲ့အကြီးအသေးရမယ်နော်ကြီးသေးပေါ့နော်ကိုကကြီးကြိုက်လို့ရှိရင်တော့ကြီးယူသေးကြိုက်လို့ရှိရင်တော့သေးယူပေါ့နော်ကဲဒါဆိုရင်လည်းအရာချစ်စရာကောင်းတယ်ပလဲပွားလေးမှာလှုပ်ထားတယ်ပလဲအနစ်အုပ်လေးပလဲမင်းနဲ့ဆွဲလေးတွေပေါ့နော်စကားရမ